ွားချင်းကလက်ဝိရဏတချို့ကိုရောင်းပြီးစာရွက်နီရဲ့စုတ်တန်ရဲ့မှင်ရဲ့ဝယ်ခိုင်းလိုက်ပါတယ်။မနေ့ပြန်နှစ်တစ်ကိုရောက်ပြီမလို့ကံကောင်းစေတဲ့စစ်တောင်းစာတွေကိုစရောက်ပါတယ်။အစင်တန်းမြင့်တဲ့ဝါရင်ရဲ့တခင်မလေးကလမ်းဘေးမှာစစ်တောင်းစာရောင်းပြီးပတ်စံရှာတော့လူတွေအများကြီးဝိုင်းလာပါတယ်။တချို့ကလည်းစစ်တောင်းစာမဝယ်ပဲတခင်မလေးလှလို့မျက်စိအရသာခံပြီးလာကြည့်တာပါ။ရှန်တခင်လေးရောက်လာပြီးတားပါတယ်။သူတို့ကစာရွက်လာဝယ်တာမဟုတ်ဘူး။အပျော်လာရှာတာလို့ပြောပါတယ်။ဝါချင်းကသူတို့ကအပျော်ရှာတာကျမကပတ်စံရှာတာနှစ်ဦးနှစ်ဖက်အစဉ်ပြေရပြီလို့ပြောလိုက်ပါတယ်။အစဉ်ခုနှစ်ရုံတော်ဆိုရင်လူတိုင်းကကြောက်ကြပေမဲ့ဝါချင်းကမကြောက်ပါဘူး။စေးဆိုင်လန်းတောင်မေးလိုက်ပါသေးတယ်။အားကမိန်းကလေးပါ။ရန်ရှိကအပြန်လန်းမှာလှဲပေါ်ကနေပြီးဝါချင်းကိုရှန်တခင်လေးနဲ့လက်ထက်မဲ့ကိစ္စကိုမေးရင်စလိုက်ပါတယ်။စားဆက်တော့မရှိတာကိုလက်ထက်ဖို့မေးတော့ဝါချင်းဒေါသထွက်သွားပါတယ်။ရန်ရှိကိုတနေ့ကျရင်မင်းကြီးကရှင်ကောင်းကိုဖျက်လိုက်မယ်လို့ဝါကျင်တခွတ်မကြံပြန်ပြောလိုက်ပါတယ်။သူတို့နှစ်ဦးကတော့ချစ်စာပြောနေပါပြီ။ဝါကျင်ကစားစရာတွေနဲ့အတူအိမ်ကိုပြန်လာတော့အားလုံးကပြောသွားကြပါတယ်။ဗိုက်ပြပြနဲ့နှစ်တစ်ကိုကြော်ဖြတ်ရမှာမလို့အပြုံးကိုစီနေပါပဲ။နောက်တစ်နေ့ရောက်တော့ရှန်တခင်လေးကဝါသခင်ကြီးနဲ့သူ့သားတွေကိုနောက်3ရက်နေရင်မြောက်ပိုင်းကိုပို့မှာလို့လာပြောပါတယ်။ဝါသခင်မကြီးကမြောက်ပိုင်းကအေးလို့အနှွေးတယ်တွေလှုပ်ဖို့ပြောလိုက်ပါတယ်။ဝါကျင်ရဲ့အတော်ကအစီကံတချို့ကိုရောက်ပြီးပစ္စည်းအချို့ဝယ်ခဲ့ပါတယ်။အခြားအစီကံတွေရောင်းစားခံရမှာကြောက်သွားပါတယ်။ဝါကျင်အမေနဲ့အတော်တွေကတော့သူတို့ယောက်ျားတွေကိုအနှွေးတယ်လို့ရင်ပတ်စံတချို့ကိုအနှွေးအကြီးတဲ့ထည့်ပေးခဲ့ပါတယ်။အဲ့ပတ်စံတွေကြောင့်သူတို့ယောက်ျားတွေအသက်ခံရနိုင်တယ်ဆိုတာမသိပါဘူး။ရန်ရှိအိမ်မှာလောက်ငယ်သားတယောက်ကရန်ရှိအမေတည်ခဲ့တဲ့နေရာမှာစက်ကူတွေမိရှို့နေလို့ဖမ်းခိုင်းလိုက်ပါတယ်။ရန်ရှိစင်မေးလိုက်တော့ပွဲတော်ရက်ကြီးမှာလူမရှိကပစ္စည်းကိုပြီးအိမ်ဆောင်ပေးမှမြုပ်တော့အခန်းထဲကရုတ်တရက်မီးလောင်ပြီးအကူကြီးတောင်းပါတယ်။လောက်ငယ်သားလည်းအကူကြီးမပေးပဲကြောက်ပြီးထွက်ပြေးပါတယ်။အဲ့ဒါကြောင့်တည်သွားတဲ့တခင်မကြီးတရဲလာချမှကြောက်လို့စက်ကူမီးရှို့ပြီးဝိညာဉ်ကိုလာနှစ်သိပ်တာလို့ပြောပါတယ်။ရှင်တခင်လေးကတော့အိမ်မှာရိုက်ခံနေရပါပြီ။ဝါမီသားစုနဲ့တပ်ပတ်သက်လို့သူ့အဖေကရိုက်နေတာပါ။နောက်ပိုင်းမှာတော့ဝါရင်တော်ရဲ့မြစ်တာတွေနဲ့ရန်ရှိရဲ့ဂရုစိုက်မှုတွေဝါကျင်စရရှိပါပြီ။ဆက်လက်ကြည့်ရှုလိုက်ပါ။